အားလုံးမင်္ဂလာပါနော်အမျိုးတို့နော်ဆရာတို့ဒီနေ့6ရက်နေကုန်ကြာသပတေးနေ့မှာဆရာရဲ့ VNB အထူး break ကတ်ကိုထိုးပြီးတော့ဒိုင်မှာအမျက်ကျန်းဆရာတို့ယူရအောင်1000ကျပ်ပါနော်အမျိုးတို့နော်ဆရာရဲ့ VNB အထူး break ကတ်ကို Viber ဖုန်းကနေဆရာ VNB အထူး break ကတ်ပို့ပေးပါဟုစိုက်ပေးပါနော်ပို့ပေးပါနော်ဆရာရဲ့ငွေလွှဲဖုန်းကတော့399668399849ဖြစ်ပါတယ်နော်ဆရာတို့ဒီနေ့6ရက်နေကုန်ပါကြာသပတေးနေ့မှာ VNB အထူး break ကတ်ကိုထိုးပြီးတော့ဆရာတို့ဒီဒိုင်မှာအမျက်ကျန်းယူမှာဖြစ်ပါတယ်နော်1000ကျပ်ပါနော်မျိုးတို့နော်ဆရာရဲ့ Viber ဖုန်းကနေပြီးတော့ VNB အထူး break ကတ်ပို့ပေးပါလို့ Viber နေပို့ပေးပါနော်ဆရာရဲ့ငွေလွှဲဖုန်းကတော့399668399849ပါဆရာတို့ဒီအပတ်မှာမှန်ကန်မှုတွေအများကြီးပဲပေါ့နော်ဆရာပေးထားတာဆရာတို့ဒီတစ်ခွေပဲကြံတော့မယ်ပေါ့နော်ဆရာတို့3.123အပူးပါအခွေတစ်ခွေပဲကြံတော့မယ်ပေါ့နော်ဆရာဒီဘက်မှာပေးထားတာတွေ6ပတ်2.9ဆိုပြီးတော့ဆရာတို့အောင်မြင်ခဲ့တယ်ဒီဘက်မှာဆိုရင်လည်းဆရာတို့ထိုင်းပါဝါရွှေကလင်တာဆရာထိုးမှာထိုင်းပါဝါဆရာတို့ဒီမှာ90ဆိုပြီးတော့အောင်ခဲ့သည်ဒီဘက်မှာလည်းဆရာတို့10သိန်းတန်3လုံးခွေအပူးပါ9နှစ်အပူးပါအခွေလည်းရှယ်ပြင်းတစ်ခွက်ကောင်းအနေနဲ့ဆရာတို့2.9အောင်ခဲ့ပြီပေါ့နော်ဆရာတို့ဒီဘက်မှာလည်း9ရက်နေအထူးကယ်ပေါက်4လုံးအခွေမှာလည်း3.85အပူးပါအခွေ38ဆိုပြီးတော့ဆရာတို့အောင်ခဲ့ပြီပေါ့နော်ဒါကတော့ဆရာရဲ့မိသားစုဝင်အမျိုးတွေအကုန်ပေါက်ပါတယ်နော်3.85အပူးပါအခွေလည်းသူတို့ရခဲ့တယ်ပေါ့နော်9နှစ်အပူးပါအခွေရှယ်ပြင်းအနေနဲ့2.9လည်းမိသားစုအမျိုးတွေရခဲ့ပြီပေါ့နော်ဆရာရဲ့6ပတ်6ပတ်လည်းရှယ်ပြင်းအနေနဲ့ဆရာ2.9ဆိုပြီးတော့ဆရာတို့မိသားစုအဝင်အမျိုးတွေရခဲ့ပြီပေါ့နော်ဆရာတို့3.123အပူးပါအခွေတစ်ခွေပဲကြံပါတော့ရယ်နော်ကဲဒီနေ့တော့ဆရာတို့တွေ့ဝေမနေပါနဲ့အမျိုးတို့6ရက်နေကုန်မှာရွှေကလင်တာဆရာရဲ့ VNB အထူး break ကိုထိုးပြီးဒိုင်မှာအမျက်ကျန်းဆရာတို့ဒီနေ့ယူကြမယ်1000ကျပ်ပါနော်အမျိုးတို့နော်ဆရာရဲ့ငွေလွှဲဖုန်းကတော့399668399849ဖြစ်ပါတယ်ဆရာဝေးအကောက်ဖွင့်ပြီးသားပါပတ်စဝက်ခံစရာမလိုပါနောက်ကျသွားနိုင်ပါတယ်နော်စောစီးစွာဝင်ထားကြပါကဲဆရာတို့နောက်ရကြမှာမူနဲ့ပြန်ဆောင်ကြမယ်ဘိုင်ဘိုင်နော်